မင်္ဂလာပါရှင်။ရိုင်းရဒုက္ခကွန်ဒိုမီနီယမ်မှာ PD Management Team ရဲ့နေ့စဉ်လှုပ်ဆောင်ချက်တွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်။ MNE လုံခြုံရေးတန်ရှင်းရေးဝန်ထမ်းများနဲ့တူပေါင်းပြုလုပ်ခြင်းဓမ္မယုံတန်ရှင်းရေးပြုလုပ်ခြင်းရေကူးကန်တန်ရှင်းရေးပြုလုပ်ခြင်းဂျင်ရွန်းတန်ရှင်းရေးပြုလုပ်ခြင်းရိုင်းရဒုက္ခကွန်ဒိုအဆောက်အဦရဲ့အတွင်းအပြင်အလွှာလျှောက်လမ်းများအားလုံးကိုတန်ရှင်းရေးပြုလုပ်ခြင်း Ground Floor Exit Driveway တန်ရှင်းရေးဆောင်ရွက်ခြင်းကားပါကင် area တန်ရှင်းရေးဆောင်ရွက်ခြင်းအမိုက်ပုံးများတန်ရှင်းရေးပြုလုပ်ခြင်းခိုးချင်းများတန်ရှင်းရေးပြုလုပ်ခြင်းရေကူးကန်အမိုးမှာရှိတဲ့လိုက်ဖောက်ကားပါများတန်ရှင်းရေးပြုလုပ်ခြင်းတပတ်တစ်ကြိမ်ချင်းသေးဖြန်းခြင်းနဲ့ကြွက်ဆေးချခြင်းစတဲ့ pass ကိုတို့ပြုလုပ်ခြင်းတွေပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါအခုညမပြောပြပေးခဲ့တာကတော့ Royal ဒုက္ခကွန်ဒိုမီနီယမ်မှာ PD Management Team ကနေ့စဉ်လှုပ်ဆောင်နေတဲ့လှုပ်ဆောင်ချက်တွေကိုပြောပြပေးခဲ့တာပဲဖြစ်ပါတယ်ရှင်2025အောက်တိုဘာလမှာ PD Management Team ကလှုပ်ဆောင်ခဲ့တဲ့လှုပ်ဆောင်ချက်တွေကိုတော့နောက်ထပ်ဗီဒီယိုလေးမှာဆက်ပြီးတော့ပြောပြပေးပါမယ်ရှင်